ရှင်လေးတိတိလေးဘာလို့ကြာတာလဲဘောရီပင်အောက်ခြေပါကြောက်တောက်ကနုံးလေးထွင်းတာတရားတော့ကောင်းပါဒါကွန်ကရစ်မဟုတ်ကြောက်တော့ဘောဒီပင်ဝင်နေလားအခုတော့ပိတ်ပါလေ2 နာရီမှဖွင့်ပါလေ